အခုလာမဲ့အေဗီလာဟာဒါအင်္ဂါသားသမီးတွေအတွက်တော့တကယ်ကိုအလှည့်အပြောင်းကြီးတဲ့လပါတတိပေးပြစီအောင်ဒီလထဲမှာအင်္ဂါသားသမီးတွေရဲ့စကားတခွန်းကြောင့်ကန်စတာဟိုကောင်းငင်ဘုံကိုရောက်သွားနိုင်တယ်လို့ဟိုအောက်ဆုံးကြောက်တဲ့ကိုလည်းကြာသွားနိုင်ပါတယ်အင်္ဂါသားသမီးတွေ၄လပိုင်းဒီအေဗီလာမှာဘာကိုအဓိကဆောင်ရမလဲဘာကိုအဓိကဆောင်ရမလဲဆိုတော့သိရအောင်ဒါအဆုံးထိကြည့်သွားပြပါအခုကြည့်မဲ့လူထဲမှာအင်္ဂါသားသမီးတွေပါရှိခဲ့ဆိုရင်ဒီဗီဒီယိုကိုဒါအများမြင်အောင်ပြန်လည်မျှဝေဖို့မြတ်တရရက်ခံပါတယ်ခင်ဗျာအင်္ဂါသားသမီးတွေအတွက်ဒါပထမဆုံးကြားတဲ့ကတ်တော့ဒါအလောက်ကင်ပိုင်းမှာကြားတဲ့ကတ်ဆိုရင်ပထမဆုံးနမိတ်အနေနဲ့တော့နှိုးစင်ပြူလဲတဲ့ကတ်တွေကြားပါတယ်ဒီကတ်လေးကြားတော့မလန့်သွားပါနဲ့ဒါဟာတင်းစီကဒါမကောင်းတဲ့အဟောင်းတွေထပ်သွားပြီးထွက်သွားပြီးဒါအစ်စ်တွေဝင်လာတော့မဲ့နမိတ်ကောင်းတွေရောက်ရှိလာတော့မှာပါလုံးမှာအပြောင်းလဲတွေရှိလာမယ်ဒါပေမဲ့အဲ့ဒီအပြောင်းလဲကသင်အတွက်ဒါပိုကောင်းတဲ့လမ်းစဖြစ်ပါလိမ့်မယ်ဒုတိယတစ်ကတ်အနေနဲ့တော့ဓာတ်ကင်လာတဲ့မြင်းစည်းသူရဲကောင်းကတ်ကြရောက်သင်ဟာဒီလမှာအရင်ကတည်းကပူပြီးပြတ်သားလာမယ်ရေရေဝုံဝုံဆုံးဖြတ်ချက်ချပါကိုလုံးစရာရှိတာကိုလုပ်ပါသင်ရဲ့ခေါင်းဆောင်မှုနောက်မှာဒါလူတွေလိုက်ပါလာလိုက်သင်ရဲ့အောင်မြင်မှုနောက်မှာလူတွေလိုက်ပါလာလိုက်တတိယကတ်အနေနဲ့ဒါဝေကြီးပိုင်းမှာတော့ငင်းကားဆယ်ပြကတ်ကြတာပါအလွန်ကောင်းပါတယ်အရန်ကောင်းပါတယ်မိသားစုစီကပဲဖြစ်ဖြစ်အမွေနဲ့ကိစ္စပဲဖြစ်ဖြစ်လုပ်ငန်းကြီးတွေကပဲဖြစ်ငွေအလုံးရင်းဝင်လာတတ်ပါတယ်ဒါပေမဲ့တတိထားမှာဒီခွန်အားကတ်ကြတာလားတတိထားပါဒီလမှာဒေါသကိုမထိန်နိုင်ရင်ဒါရမယ်လက်လက်ပတ်တွေဝေးသွားပါလိမ့်မယ်စိတ်တူစရာကြုံလာရင်ဒါဒေါသနဲ့မတုတ်ပြတ်ပါနဲ့မေတ္တာနဲ့ဒါတုတ်ပြတ်နိုင်မှဒါသင်ရဲ့ငွေဝင်လန်းကအတားအဆီးမရှိပွင့်မှာဖြစ်ပါတယ်ဒါငွေဝင်လက်ပွင့်စီတဲ့ရတရားအနေနဲ့အင်္ဂါသားသမီးတွေအတွက်ဒီလေးလပိုင်းဒီ AB လမှာကံပွင့်စီမှာငွေဝင်ရတရားတွေကိုဒါပြောပြပေးတော့ပါမယ်ဒီအင်္ဂါနေ့မနက်မှာတရားပါပါနော်စီထမင်းကိုကတ်လူပူဇော်ပါပြီးရင်မိမိရဲ့အိမ်ဖះမှာရွက်လှပန်စိတ်ညွန့်ကိုကတ်လူပူဇော်ပါတမုတ်တေဂါရာကိုစစ်ခေါက်ရွတ်ဖတ်ပူဇော်ပြီးပါဒါဆိုအင်္ဂါသားသမီးတွေရဲ့ကံကြမ္မာကဒီလေးလပိုင်း AB လမှာတားမြစင်းမြအောင်မြင်ပါလိမ့်မယ်ဒီဟောစတန်ကအင်္ဂါသားသမီးတွေအတွက်တကယ်ကိုအကျိုးရှိစေမှာပါသင်နဲ့သင်ရဲ့တငယ်ချင်းမိတ်ဆွေအင်္ဂါသားသမီးတွေမြင်အောင်လဲဒီဗီဒီယိုလေးကိုပြန်လည်မျှဝေပေးခဲ့ပါအောင်ဒီဗီဒီယိုလေးရဲ့ comment မှာလည်းဒါငွေများများဝင်ပါစေလို့မှန်းပြီးဒါမှန်းသွားပေးခဲ့ပါနောက်ထပ်တခြားနည်းနာသားသမီးတွေအတွက်ဒါဆက်လက်တင်ဆက်ပေးသွားမှာကိုဒီ page လေးကိုလည်းဒါ follow လေးလုပ်တာဘူးမမေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ